Down for calling children, the day love thousand a more day. Da hale champion, the little Cuba. Yakayo. The power of blood report told you Along with Majaki Chemi Drama, Kana Satinoma Piteta, Nia Upita Bayan, Lisa Swam Yatayakan apparition. We are your hosts for today. I'm Jenna Pari. I'm Benedict Yuen. And on behalf of the organizing team, we extend our warmest welcome to each and every one of you. Let's make this day unforgettable. Before that, let's kick things off with roll calls. Diane, when starting came out, Canali Puesaye, a tiny support at the set. Navali, copy me, you are gossiping the low. Oh, yea, or below Yarena. Sura, Kuara, Navali, copy my. Can I hear some noise from MCF? Kuyamino, MCF! Wow! Okay, Kumi family, where are you? Okay, how about Naniredi Tangmo, Lai family? How about Asho family? Wow! Nandamo, Falamunapo. Wow, wow, wow! How about Tado? Okay, the Mo, Timle, and Siyin. Korean, Rihanna, Minta, and Kamala. Okay, now everyone else, please make some noise. Wow, what an amazing start. You guys are so loud and you sound like you're so ready for today. Okay, before we begin, we'd like to share you a few reminders. Please refrain from eating inside the venue. And smoking is not allowed, even in the bathroom. Okay, And water bottles are provided, so please dispose them responsibly. Okay, so now to officially open this joyous occasion, let's welcome Saya Gimpao to the stage. Okay, I don't come to Ini anu kira yang mana re? Yang ciso ada tu lah cima mare. Jadi semuanya nama cama soalnya, oh sampai re biaya ciso cima le. Terus sini ni adiri mah
ဖျားရဲ့ပြေကချင်းမဆာချင်းတွေတရားရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ဆွေရောက်လာကြတဲ့ဒီနေ့လူကြီးမင်းများအသီးသီးအရောက်တိုင်းကိုယေရှုနာမ၌အထူးပဲကြိုးဆိုပါဆိုအကြောင်းပြောလိုပါတယ်ကျွန်တော်တို့ဒီနိုင်ငံမှာနေတဲ့အချိန်ကာလအတော်လေးမှာဒီနိုင်ငံအတွက်ကောင်းချီးဖြစ်ဖို့ရန်အတွက်နဲ့တော်တော်ချင်းစီရရှိနေအသီးသီးမှာစံပြပုံသက်တွေဖြစ်ဖို့လုံမှာတော်တော်ကြိုးစားရင်းနဲ့အသက်ရှင်ရအောင်ချစ်ချင်းမြတ်တာနဲ့ချစ်ခင်ခြင်းနဲ့ပေါင်းတင်နဲ့အချင်းချင်းဖို့ဆုတောင်းရင်းနဲ့တိုင်းနိုင်ငံအတွက်ဆုတောင်းရင်းနဲ့တို့ဒီမှာရောက်လာခြင်းအပြင်ကျွန်တော်ရဲ့မိသားစုတိုင်းနိုင်ငံအတွက်ကောင်းချီးဖြစ်ဖို့ရအတွက်အားလုံးကိုလည်းရစ်တရကဆုတောင်းပေးဖို့အတွက်ဒီနေ့နေ့တိုက်တွန်းချင်ပါတယ်ကျေးဇူးတင်ပါတယ်ရောက်တိုင်းပြကောင်းချီးပေးပါစေ Amen. Thank you, Sia Kim Bao. အခုဆက်လက်ပြီးတော့ Celebration Committee ဥက္ကဋ္ဌဖြစ်တဲ့ကိုရောထောင်းကိုကျိုးစုံနှုတ်ဆက်စကားပြောကြားပေးပါရတဲ့လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်။ အားလုံးပဲတာယာပေါင်းညနေခင်းချိန်မှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါဒီနေ့အဆွေကျွန်တော်စင်ကာပူမှာရောက်ရှိနေတဲ့ချင်းမျိုးသားများအားလုံးမျှော်လင့်ဆောင်စားနေတဲ့ချင်း Cultural Festival ပွဲနေ့ပဲဖြစ်ပါတယ်အားလုံးပြောင်းကြရလားဒီနေ့ချင်း Christian Fellowship အနေနဲ့ပြောချင်မှုတင်ပါပြီးတော့မြန်မာကပ်စင်ကာပူရဲ့ထောက်ပံ့ကူညီချအဖြစ်ဒီနေ့ပွဲတော်ကြီးကိုရှင်းရောက်အောင်ဒီမှာလည်းရှင်းပြပါတယ်အားလုံးပဲလက်ခုပ်တီးကြရအောင်မြန်မာကပ်ကဒီမြန်မာကပ်မှာဦးစလင်းနှုတ်ရောက်ရှိနေပါတယ်သူတို့တခြားတော့မိတ်ဆက်ပေးချင်ပါတယ်ပထမဆုံးမြန်မာကပ်ရဲ့ Vice President ဖြစ်တဲ့ဒေါက်တာမြတ်မော်ထွန်းဖြစ်ပါတယ်ခဏလောက်မတက်ရပေးပါဟုတ်ကဲ့ဒီပါတယ်မြန်မာကလပ်ရဲ့ဘူထောက်ပံ့ခြင်းအပြင်ဒီပွဲတော်ဒီကိုကျင်းပနိုင်ခြင်းလည်းဖြစ်ပါတယ်။နောက်ပြီးတော့မြန်မာပြည်သားများစီကိုရောက်ရှိနေတဲ့သူများအခက်ခဲလူမှုရေးဒီဖက်ဖက်ကနေပြောဘူဆောင်ရပေးတဲ့ဒီဖြစ်ပါတယ်။နောက်ပြီးတော့မြန်မာကလပ်စီကိုလည်းကော်မတီဝင်များကိုများအားလုံးပဲထူနေကြတယ်ပါတယ်။နောက်ပြီးတော့ဒီနေ့ပွဲကျင်းပဖို့ရတဲ့ဝေကြီးအမြောက်အများလိုအပ်ပါတယ်အဲဒီလိုအပ်တဲ့ဝေကြီး resources တွေကိုထောက်ပံ့ပေးတဲ့စင်ကာပူရောက်မြန်မာပြည်သူနိုင်ငံသားများချင်းအမျိုးသားများချင်း Christian Fellowship နဲ့ Church ဒီကိုအထူးပဲကျေးဇူးတင်ပေါ်ပြချင်ပါတယ်ခုန MC ပြောပြသွားတဲ့အတိုင်းနော်မိုက်စကူရောက်ရှိနေတဲ့ချင်းမေတ္တာရပေါင်းစုံချက်ပေါင်းစုံကနေစုပေါင်းပြီးတော့ဝေကြီး contribution လုပ်ပြီးတော့ဒီပွဲတော်ကိုကျင်းပနိုင်ခြင်းဖြစ်ပါတယ်အားလုံးဒီစင်ကိုရောက်ချင်းမျိုးသားများချင်းခရီးမေတ္တာရနဲ့မင်္ဘာများကိုကျေးဇူးတင်တဲ့အနေနဲ့လက်ခုပ်ဩဘာတိကျရအောင်အခုလိုဒီမှာနိုင်ချင်းဟာဆိုရင်တစ်စီးတဲ့လိုအပ်တဲ့အရာများအားလုံးကိုထဲ့ဝင်ပြီးတော့အားဆိုင်ပြီးတော့လုပ်ကိုင်နေတဲ့ကြောင့်လည်းဖြစ်တယ်အကျိုးဆိုရင်ဒီညsub committee တွေအကုန်လုံးအလုပ်လုပ်ကြတယ် sub committee မှာအာဆီယံဆိုတော့အယောက်60လောက်ရှိတယ်လုံချုံရေးဆိုလည်းအယောက်50လောက်ရှိတယ်အဲ့လိုမျိုးနော်ဒီညမှာလည်း meeting တွေစီဝေးတွေခဏခဏခေါ်တယ်ခါတယ်ညတောင်းကြောကြည့်တော့မှတော့စီဝေးမပြီးနိုင်သေးဘူးအဲ့လောက်ကြည့်အောင်စူးစမ်းပန်းစားလုပ်ကြတယ်ပဲဒီနေ့တည်းနဲ့I'd like to thank you to all those directors of and the staff of Suntec Singapore Exhibition and Convention Center. Without your support, this will not be a reality. We thank you for your generous contribution and your generous donation. နောက်ပြီးတော့ဒီနေ့ပွဲတော်ဟာစီစီကားကျင်းပဖြစ်ဖို့ရတဲ့အတွက်ဖက်ဖက်ကနေပြီးတော့နိုင်ငံခြားမြန်မာပြည်ကတော့၎င်း
US ကတော့ Australia ကတော့ဒီမြန်မာပြည်ဒီချင်းယဉ်ကျေးမှုပွဲတော်နဲ့ဒီတပရိသတ်အပွဲမှာတယောက်အားပေးတဲ့သူများကိုဒီလိုချင်းပြနေပရမဇုံအဝေးဆုံးကနေကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်သူက solution ကျွန်တော်ချင်းအစိုးရတက်သစ်စနာမည်ကြီးတဲ့ US and North Carolina ကရှင်ပြာဖြစ်ပါတယ်ရှင်ပြာကိုလက်ထောက်ကြည့်ပြီးတော့ကျေဆိုကြရပါတယ်ရှင်ပြာဟိုဘက်မှာရှိခဏတော့မတက်ရပေးပါမောင်လည်းလို့မမြင်ရဘူးသူကဆက် America and all the way she come from America at least 18 hours flight and some more we appreciate her because of giving us time together with us and she sacrificed the salary unpaid leave so how much she loved us by showing like President Donald Trump she never take any salary so she also take any salary for just to come here and celebrate cultural festival thank you so much and we have also best singer, a very well-known singer, a talented artist from India, Mizoram State. Aizol, who is young fella. Where is young fella? Where are you? Oh, okay, we'll be coming, okay? Just be early. And later we'll see you. And another singer, very famous singer from Australia. He is Jin Boy. Let's give us a big round of applause. Okay, thank you so much for your support. Later you will see his voice, talented voice. And I'd like to also introduce a very famous artist and singer, composer. You all know that? Tom Boy. Yeah, he's a chin rocker. Yeah? He's one of the guys from Chin. Now, soကျွန်တော်ပြောချင်တာကတော့ကျွန်တော်ချင်းမျိုးရဲ့ယဉ်ကျေးမှုအမှန်တကယ်ညနိုးစိတ်ဝင်စားပြီးတော့ဒီကနေ့မှာပါဝင်အပီစီလွဲတဲ့အထူးဧည့်သည်တော်များကိုလည်းအထူးပဲကျွန်တော်ရှိပါတယ်အထူးဧည့်သည်တော်များဒီလိုပါဝင်ပြီးတော့အားပေးခြင်းတဲ့အတွက်ကျွန်တော်ပါဆိုရင်like we are the world to trust so ဒီတရားရဲ့ Chin Cultural Festival ဒီပွဲတော်ကိုဝင်မြခွင့်ပေးတဲ့အတွက်လည်းကျွန်တော်ကိုယ်ယူပြီးပါတယ်နေမရတဲ့နေ့တစ်နေ့ဖြစ်အောင်ဖန်တီးကြပါစို့အားလုံးကိုတွေ့ကြတဲ့နေ့ You guys sit back relax and enjoy the festival thank you so much Thank you very much, Puratham, for your welcome speech. Now let's welcome Dr. Myet Moe Tu, Vice President of Myanmar Club Singapore, for a short speech and solo. အားလုံးပဲမင်္ဂလာပါအရိုင်းတော်လို့နှုတ်ဆက်ရမှာမသိဘူးเนาะโอเคအဲ့တော့ဟိုပါတကယ်ကိုအခမ်းအနားကြီးမြင်လိုက်တော့ကျွန်တော်စိတ်ထဲမှာတကယ်ကိုဝေါဆိုပြီးတော့သုံးချိန်တောင်စိတ်ထဲမှာเนาะတကယ်ကိုရန်ကိုခန္ဓာပြီးတော့စူးစီးညီညွတ်စွာနဲ့လှုပ်ထားရတဲ့ပေါ့နော်ဒီလိုပွဲကြီးကိုစိတ်ထဲမှာတကယ်ကို heartfelt ပေါ့နော်ကျွန်တော်ခံစားမိပါတယ်အဲ့တော့ဒီပွဲမှာဖိတ်ကြားခြင်းခံရတယ်အခုလိုစကားပြောခွင့်ပေးတဲ့အတွက်ကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တို့မြန်မာ club မှုဆောင်များနဲ့တကွာကျွန်တော်တို့မြန်မာ club ကနေပြီးတော့လည်းဒီလိုချင်း cultural festival ပေါ့နော်တကယ်တော့ကျွန်တော်နားလဲတော့ကတော့ကျွန်တော်ချင်းပြည်နယ်တွေကိုလည်းအမျိုးပြုပြီးတော့ပြုလုပ်တဲ့ပွဲကိုနားလဲပါတယ်အဲ့အတွက်
ကျွန်တော်တို့ချင်းပြည်နယ်ပို့ပြီးတော့ငိမ့်ချမ်းပါရပါစေပို့ပြီးတော့ကွန်ပျူတာတက်ပါစေကျွန်တော်တို့ချင်းလူမျိုးညီကိုမောင်နှမများအားလုံးလည်းစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ကျွန်တော်တို့လက်တွဲပြီးတော့ကိုယ်တိုင်းပြည်တိုးတက်ကောင်းမှုဖို့အတွက်ကိုပုံမူဆောင်ရွက်နိုင်ပါစေလို့လည်းကျွန်တော်တို့ဆုမတောင်းပါတယ်အဲ့တော့မြန်မာကလပ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်လည်းဒီဟာဆရာဦးတို့တောင်းတဲ့ဒါအရင်ဆရာဦးတို့တောင်းလိုက်ကျွန်တော်တို့မြန်မာကလပ်ရဲ့ EC member အနေနဲ့ရှိခဲ့ပူပါတယ်အဲ့အတွက်ကိုလည်းကျွန်တော်တို့လက်တွဲပြီးတော့အများကြီးလုပ်ကိုင်ခဲ့ပူပါတယ်ဒီစကူမှာကျွန်တော်တို့ရှိခဲ့တဲ့သမိုင်းစဉ်တစ်လျှောက်မှာလည်းတိုင်းသားလူမျိုးလို့ပြောမယ်ဆိုကျွန်တော်ကတော့လူမျိုးစုအနေနဲ့ပဲညီညွတ်ကြပါတယ်ကျွန်တော်တို့မြန်မာလူမျိုးနော်ကချင်လူမျိုးချင်းလူမျိုးစသဖြင့်ပေါ့နော်ကျွန်တော်တို့လူမျိုးချင်းချင်းအပြန်အလှန်လေးစားမှုရှိတယ်အပြန်အလှန်ယဉ်ကျေးမှုတွေကိုဖလှယ်ကြတယ်ပူးပေါင်းပြီးတော့လက်တွဲလှုပ်ဆောင်ကြတယ်ဆိုတဲ့အစီအစဉ်တစ်ခုနဲ့ကျွန်တော်တို့ဒီစင်ကူမာလေးလုပ်ကိုင်ခဲ့တာတွေအများကြီးပါမြန်မာကလပ်ကနေလုပ်ခဲ့တဲ့ပွဲတွေလည်းကျွန်တော်အများကြီးရှိခဲ့ပါတယ်2012ခုနှစ်မှာကျွန်တော်တို့ပြည်အောင်စုနေ့ရည်ညွှန်းပြီးတော့ကျွန်တော်တို့ဒီလူမျိုးစုတွေအများကြီးเนาะကျွန်တော်မိသားစုတွေပေါင်းစုံပြီးတော့လုပ်ခဲ့တဲ့ပွဲကြီးတွေလည်းရှိခဲ့ပါတယ်ဒီပြကိုတခြားလက်မြပွဲတွေမှာလည်းဒီချင်းလူမျိုးเนาะကျွန်တော်တို့ဒီစင်ကူရောက်နေတဲ့เนาะချင်းလူမျိုးမိသားစုတွေအားလုံးကလည်းအမြဲတမ်းအားတက်ကြောပါဝင်ပြီးတော့ဆင်နွှဲကြတယ်ကူညီကြတယ်ဆိုတဲ့အစဉ်အလာလည်းရှိခဲ့ပါတယ်အခုဒီလိုပွဲပြမြောက်ဖို့အတွက်ကျွန်တော်မြန်မာကလပ်အနေနဲ့လည်းကူညီခွင့်ရတာလည်းအများကြီးဂုဏ်ယူပါတယ်ဒီလိုပွဲကျင်းပနိုင်တာကိုတွေ့ရတဲ့အတွက်ကိုလည်းဆရာဦးတို့တောင်းတဲ့ကွာเนาะလုပ်ငန်းကော်မတီတယောက်ကြတဲ့เนาะဒီ appraisal တွေပြီးတော့စင်ကူရချင်းလူမျိုးမိသားစုတွေများအားလုံးအတွက်ကိုလည်းအရန်ကိုဂုဏ်ယူပါတယ်အရန်လည်းဝမ်းသာပါတယ်အရန်လည်းပျော်ရွှင်ကြည်နူးရပါတယ်ခင်ဗျโอเคအဲ့တော့နောက်ဆုံးအနေနဲ့ပြောမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ချင်းမိသားစုချင်းလူမျိုးเนาะညီကိုမောင်မသားချင်းတွေပါဟိုရှိစစ်ဆက်ခါရဲကွာเนาะတောက်လျှောက်ကျွန်တော်တို့တိုင်းပြည်အတွက်ကိုရွရွချွန်ချွန်အလုံးလက်တွဲပြီးတော့ဆောင်ရွက်ခဲ့ကြတယ်ပုံမူကောင်းပြင်ကောင်းမွန်တဲ့ပုံမူတာယာတဲ့ပုံမူပြည့်စုံတဲ့เนาะအချင်းချင်းပြန်လည်လေးစားမှုရှိတဲ့ကျွန်တော်တို့ပိုကောင်းမနဲ့เนาะကဘာတဲ့တိုင်းပြည်ဖြစ်ကိုလည်းကျွန်တော်တို့ဆက်လက်ပြီးတော့ကြိုးပမ်းဆောင်ရွက်ကြနိုင်လိမ့်မယ်လို့လည်းမျှော်လင့်နေတယ်ကျွန်တော်ဒီကုန်းချုပ်ပါတယ်အဲ့တော့ဒီဒီကုန်းချုပ်တဲ့အချိန်မှာပဲကျွန်တော်ကဆရာဦးတို့တောင်းကိုတခုပေါ့နော်မြစ်တရက်ခံခဲ့ပါတယ်ဆရာဦးတို့တောင်းရေးကျွန်တော်အဲ့တချင်းလေးကိုအရန်ကြိုက်ပါတယ်တို့တောင်ပေါ်မြင်ဆိုတဲ့တချင်းလေးပါအရန်လည်းအိပ်ပဲရှိပါတယ်အဲ့တော့ဒီနေ့မှာကျွန်တော်ဒီတချင်းလေးကိုဟောပေါ့နော်ဒီချင်းပြည်နယ်တွေကိုဂုဏ်ပြုတဲ့အနေနဲ့ကျွန်တော်စုတို့ရမလားပေါ့နော်ဆိုတော့ဘုရားတောင်းကနေ okay အဲ့ဒါဆိုလို့စီစဉ်ကြည့်ပေးမယ်ဆိုပြီးတော့ဒီတချင်းလေးကိုကျွန်တော်နောက်ခံ background နဲ့အဲ့တော့ဒီဗီဒီယိုဒီချင်းပြည်နယ်အလှပရုပ်ပုံရိပ်ကလေးကိုလည်းကျွန်တော်ဗီဒီယို clip လေးကြီးဖြတ်ပြီးတော့တင်ဆက်ထားပါတယ်အားလုံးစုပေါင်းပြီးတော့တီးဆိုကြအောင်ဖိတ်ခေါ်ပါတယ်Hello. Down for me, cherry way, down the line, no blue way, should I get down and yes, my到我奇妙的里面，都要对不来那里。一旦你卡拉分开所加冕，只在right on the family。到我奇有呀的里，要对都是高面。ฉันไม่สวยอะไรอะไรผู้เป็นพ่อแม่น้องโมดีเชอรี่เวย์น้องสลับบ้านดูผู้ป่วยดีสุดท้ายน้องนั้นยาสีมาลีอาว่าสวยยิ่งดีเจน้องบอกชิมยาเย็นทะเลด้วยดูอยู่ยาด้วย
လိုင်းအလားသူကြီးတောင်ပေါ်ချစ်ချစ်လေးတခါလောက်တန်ပြိုင်ဆိုကြမယ်ချစ်စကားနဲ့ crying on no semeli တောင်ပေါ်ချစ်ရိုးရတလေးမြောက်တွေတူရှင်ကောင်းမယ်ချစ်မိတ်ဆွေအလဲလိုက်ဖို့ဖိတ်ခေါ်မယ်ချင်းပြည်နယ်စာရတိုးတက်ပါစေတောင်ပေါ်တည်ချင်းတလေးတစ်ခါလောက်စံပြန်ဆိုကြမယ်ချစ်စကားနဲ့ crying on no semeli တောင်ပေါ်ချစ်ရိုးရာတလေးမြောက်တွေသူရှင်ကောင်းမယ်ချစ်မိတ်ဆွေလဲလိုက်ဖို့စိတ်ခေါ်မယ်ချစ်မိတ်ဆွေလဲလိုက်ဖို့စိတ်ခေါ်မယ်ချစ်မိတ်ဆွေလဲလိုက်ဖို့စိတ်ခေါ်မယ်ကဲပြောတိုင်းနော်ဟုတ်ကဲ့ဟိုဒီဗီဒီယိုကလစ်လေးအပြီးချက်ကြည့်ပြီးပါဒါတော့ကျွန်တော်ရဲ့ဟောပေါ့နော်စင်ကာပူရောက်မြန်မာများအတွက်ကိုရည်ရွယ်ပြီးတော့ကျွန်တော်တို့ healthcare assistant လို့ခေါ်တဲ့တင်နန်းလေးပေါ့နော်ဖွင့်ထားပါတယ်အဲ့တော့စိတ်ပါဝင်စားတဲ့သူများရှိခဲ့လို့ရှိရင်ကျွန်တော်တို့ဒီ QR code ကလေးကနေ Facebook ကဆက်သွယ်လို့ရပါတယ်တယ်လီဖုန်းနံပါတ်96333473 WhatsApp နံပါတ်ကိုလည်းဆက်သွယ်ဆောင်ရွက်လို့ရပါတယ်အားလုံးဒီမှာရှိတဲ့မြန်မာမိသားစုတွေတွေ့ရပြီးတော့ကျွန်တော်တို့ဖွင့်လှစ်တင်ကြားပေးဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာခွင့်ပြုပါဟုတ်ကဲ့ပါအခုလိုအပိစကားပြောကြရင်းနဲ့ချွတ်ချွတ်သားသားတစ်ချင်းလေးနဲ့ဖြောပြပြီးသွားတဲ့ဒေါက်တာမြတ်မော်ထွန်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ယခုဆက်လက်ပြီးတော့2020-2024အတွင်းမှာဒီပလိုမာဒီဂရီနဲ့အထက်ရရှိကြတဲ့ထူးချွန်တဲ့ညီကိုမောင်နှမများကိုဂုဏ်ပြုမှတ်တမ်းလာပေးအပ်တဲ့စီစဉ်ပဲဖြစ်ပါတယ်ရှင် We now move to a special segment recognizing the hard work and achievements of our graduates from 2020 to 2024. And when your name is called, please stand and be acknowledged. ကဲဒီကနေပေါ့နော်နာမည်လေးခေါ်သွားပေးပါမယ်ကိုရှိရဲ့နေရာနဲ့မတ်တက်ရပေးကြပုံမြတ်တာရခံပါတယ်ပြီးတော့ကွန်ပျူတာတန်းလွာတွေကိုတော့သက်ဆိုင်ရာ fellowship leader တွေကနေတစ်စင်ကိုအဆင်ပြေတဲ့အချိန်မှာရယူနိုင်ပါတယ်စလိုက်လေးတစ်ချက်ထိုးပေးကြပါဦးအခုစာပြီးတော့အရှိုး family နဲ့ကျင်ညာပေးသွားပါမယ်ပထမဦးဆုံးမိုင်ပါကျောင်းပန်သူကတော့ Baptist Theological Seminary ကနေပြီးတော့ Master of Divinity နဲ့ပြီးထားတာပဲဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ဂျင်နွေ မကျန်မကျင်ညာပေးသွားမှာဖြစ်ပါတယ် Okay, so let me know Jimnoy Fellowship Ma Jin Hao Moon Specialist Diploma in Robotics and Automation ko Singapore Polytechnic ma yashi ke bare Sing San Lu Diploma in Nursing ko Nanyang Polytechnic ma yashi ke bare Kiyatana Lu Nian Lu Man Diploma in Construction and Engineering ko BC Academy ma yashi ke bare Ning Housen Diploma in Nursing ko Nanyang Polytechnic ma yashi ke bare Pao Kwa Moon Bachelor of Science in Economics and Finance ko University of London ma yashi ke bare Tual Sian Muan Bachelor of Engineering Computer Science ko Nanyang Technological University ma yashi ke bare Vung Tan Sung Bachelor of Nursing ko La Trobe University ma yashi ke bare
Zhou Xianhuai Bachelor of Nursing ဘွဲ့ကို King's College London မှာရရှိခဲ့ပါတယ် ဒီအခုဆက်လက်ပြီးတော့ Flan Family မှာနဲ့ဆက်လက်ကျင်ညာပေးသွားမယ်စုစုပေါင်း9ယောက်ရှိပါတယ်ပထမဦးဆုံးကတော့အဖေးပြောက်လန်းမွေသူကတော့ Emmanuel Reform Bible College ကနေပြီးတော့ Master of Biblical Counseling နဲ့ပြီးထားတာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ Lily Palian သူကတော့ Republic Polytechnic ကနေပြီးတော့ Diploma in Restaurant and Culinary Management နဲ့ပြီးထားတာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ Madeline G သူကတော့ Singapore Institute of Technology ကနေပြီးတော့ Bachelor of Engineering in Pharmaceutical Engineering ကို Honor နဲ့ပြီးထားတာပဲဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ Rillian သူကတော့ Singapore Polytechnic ကနေပြီးတော့ Diploma in Process Control and Instrumentation နဲ့ပြီးထားတာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ယောက်ကတော့ Samuel Lassellian သူကတော့ Temasek Polytechnic ကနေပြီးတော့ Diploma in Business Process and System Engineering နဲ့ပြီးထားတာပဲဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ Life Family ကလည်းဆက်လက်ကျင်ညာပေးသွားရမယ်စုစုပေါင်း2ယောက်ရှိပါတယ်ပထမဦးဆုံးကတော့ Laram Tinta PCA Academy နဲ့ Specialist Diploma in M&E Coordination နဲ့ပြီးထားတာပဲဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ Jenny Lin Ngin Polytechnic ကနေပြီးတော့ Diploma in Electronic and Computer Engineering နဲ့ပြီးထားတာပဲဖြစ်ပါတယ်ယခုဆက်လက်ပြီးတော့ Mizo Family နဲ့ကျင်ညာပေးသွားပါမယ်စုစုပေါင်း9ယောက်ရှိပါတယ်ပထမဦးဆုံးကတော့ဒီမှာရှိနေတဲ့ Janet Nyang Chin Pari သူကတော့ Singapore Bible College ကနေပြီးတော့ Master of Arts in Intercultural Studies နဲ့ပြီးထားတာပဲဖြစ်ပါတယ်အခုဆက်လက်ပြီးတော့မကျန်တဲ့ကကျင်ညာပေးသွားမှာဖြစ်ပါတယ် Lal Chan Himi Specialist Diploma in Interior and Landscape Design ကို BCA Academy မှာရရှိခဲ့ပါတယ် Lal Chuan Omi Specialist Diploma in Building Information Modeling ကို BCA Academy မှာရရှိခဲ့ပါတယ် Lal Ram Chani Diploma in Construction Engineering ကို BCA Academy မှာရရှိခဲ့ပါတယ် Malsom Tangi Specialist Diploma in Air Conditioning and Energy Sustainability ကို Singapore Polytechnic မှာရရှိခဲ့ပါတယ် Now OB Zhou Sang Liana Diploma in Construction Engineering ကို BCA Academy မှာရရှိခဲ့ပါတယ် Remlal Moani Specialist Diploma in Virtual Design Construction ကို BCA Academy မှာရရှိခဲ့ပါတယ် နောက်ဆုံးမှာတော့ CN Fellowship မှာ Hang Tian Wang Diploma in Interior and Landscape Design ကို BCA Academy မှာရရှိခဲ့ပြီးတော့ Bachelor of Arts in Interior Architecture and Design ကို Honor နဲ့ Coventry University မှာရရှိခဲ့ပါတယ် Now Hao Kan Huai Diploma in Construction Engineering ကို BCA Academy မှာရရှိခဲ့ပါတယ် အောင်မြင်မှုဆက်လက်ရရှိပါစေ Let's give them a big round of applause Congratulations to all our graduates Please collect your appreciation letter from your respective fellowship leaders အခုလိုထူးချွန်ကြတဲ့ညီကောင်မောင်နှမများကိုအထူးပဲဂုဏ်ပြုကြောင်းပြောကြားချင်ပါတယ်ပြီးတော့ကိုပဲသင်ယူထားတဲ့ပညာရပ်တွေနဲ့အလိုအများအကျိုးဆက်လက်ပြုနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် Now let's invite the Secretary of Celebration Committee Ruathan Puya to deliver words of thanks Hello, thanks you. အားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ဒီနေ့မတ်လ2ရက်နေ့မှာကျွန်တော်တို့ကျင်းပပြုလုပ်တဲ့ချင်းရိုးရပွဲတော် Chin Cultural Festival ကိုကြွရောက်ချင်းမြင်ကြတဲ့ပြည်တွင်းပြည်ပမှဂုဏ်သေးရှိလူချင်းများ CCF အဖွဲ့ဝင်လူငယ်မောင်များအားလုံးကိုယ်စိတ်နှပြချမ်းသာကြပါစေလို့နှုတ်ခွန်းဆက်တာပါတယ်
ကျွန်တော်ကတော့ CCF Celebration Secretary ရောထံပြရဖြစ်ပါတယ်ဒီခုလိုဒီပွဲတော်မှာမိခွန်းပြောကြားခွင့်ရတဲ့အတွက်များစွာပူယူမိပါတယ်ဒီနေ့ချင်းရပွဲတော်ကိုတက်ရောက်ချင်းမြင်ကြတဲ့အထူးဧည့်သည်တော်များကျွန်တော်တို့ဖိတ်ကြားထားတဲ့အမှုပညာရှင်များပြီးတော့ချင်းရပွဲတော်ဖြစ်မြောက်ရေးအတွက်အဖက်ဖက်မှပါဝင်ဆောင်ရွက်နေသူများအားလုံးကို CCF ကိုစားအထူးကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ချင်းရပွဲတော်ဟာချင်းတရင်သားများရဲ့ဒီတာအလိုက်ပွဲပြတဲ့ရိုးရာရင်ကျေးမှုကိုထင်ဟပ်ပြသမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့လူငယ်များမိမိတို့ရဲ့ရိုးရာရင်ကျေးမှုကိုတူးတက်အောင်ထိန်းသိမ်းကြဖို့လိုအပ်ပါတယ်ဒီလိုထိန်းသိမ်းရမှာလည်းကျွန်တော်အားလုံးစီလုံးရင်ငုပ်ကြဖို့လိုပါတယ်ဒီလိုစိတ်တဲ့သူကိုဒီနေ့ပွဲတာဖော်ဆောင်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ် On behalf of CCF I would like to take and extend my heartfelt gratitude to everyone who contributed to the success of this festival. A special thank to Myanmar Club, the celebration committee and our honored guests. We also deeply grateful to our guests and local singer, all musicians, usher team, security team and media team as well, and also all the enthusiastic attendees. It is a joy to come together as a community to honor our rich tradition, and it is a pleasure to share this meaningful with you all. Your support both financially and through your participation make this celebration truly valuable. Okay, ကျွန်တော်တို့ဒီနေ့ပွဲမှာနည်းနည်းကျင်ရစရာရှိလို့ကျွန်တော်ဒီကနေပဲတခါလေးကျွန်တော်ကျင်ရပေးမှာဖြစ်ပါတယ်အကုန်လုံးဒီမှာကျွန်တော်တို့အပြင်အထက်ကိုဝင်လာတဲ့ခါမှာကျွန်တော်တို့အာရှတီမှာရေတမ်းမှုဝေရရှိပါတယ်ကျွန်တော်တို့အပြင်ထွက်သွားတဲ့အခါမှာကိုယ်နဲ့အတူတခါလေးရေတမ်းမှုကို house clean တခါလေးလုပ်ပြီးကြဖို့ပြောချင်ပါတယ်ပြီးတော့ခဏနေကျရင်ကျွန်တော်တို့ပဲစင်ကာရီကျွန်တော်တို့favorite ship တိုင်းလာစင်ကာရီတချင်းလာဆိုတဲ့အခါမှာဒီအရှိမှာကျွန်တော်တို့ပန်းကုန်းရောက်မှာဖြစ်ပါတယ်ပန်းကုန်းစင်ကာရီကိုဆုချတဲ့အခါမှာအပေါ်ကိုဒီတိုင်းပဲဆုသွားမချဘဲနဲ့ဒီမှာကျွန်တော်တို့ရောက်နေတဲ့ပန်းကုန်းကိုဝယ်ပြီးမှဆုချပေးကြဖို့မေတ္တာရက်ခံရှင်ပါတယ်ပြီးတော့ဒီနေ့ချင်း Cultural Festival မှာအကုန်လုံးစီလုံးငယ်စွာပြဿနာမဖြစ်အောင်စီကံစီစွာနေကြဖို့တိုက်တွန်းလိုပါတယ်ပြီးတော့ကျွန်တော်တို့ပွဲပြီးတဲ့အခါမှာကျွန်တော်တို့စင်ကာရီနဲ့ဖြစ်ပေါ်တော့ဓာတ်ပုံတွဲခြင်းနဲ့အချင်းရှိရင်ကျွန်တော်တို့ security team ရဲ့ instruction ကို follow လုပ်ပြီးတော့သူတို့ instruction အတိုင်းဓာတ်ပုံရိုက်ဖို့follow လုပ်ဖို့ကျွန်တော်ဒီကနေတိုက်တွန်းချင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီ event အချိန်မှာဒီမှာကျွန်တော်တို့တွေ့တဲ့အတိုင်းပဲ screen အများကြီးနဲ့တို့ video camera ကောင်းကောင်းလေးရိုက်ထားတာရှိပါတယ်ဒီ video camera ကိုကျွန်တော်တို့ချင်းCCFS group ထဲမှာလည်းကျွန်တော်တို့ live နဲ့လွှင့်ထားတာရှိပါတယ်အဲ့ဒါကြောင့်ဒီနေ့ပွဲမှာကိုယ့်ရဲ့ personal camera နဲ့ဓာတ်ပုံရိုက်တာဖြစ်ဖြစ် video ရိုက်တာဖြစ်ဖြစ်မလုပ်ကြဘူးမေတ္တာရက်ခံပါတယ်ပြီးတော့ကျွန်တော်တို့ရိုက်ကျင်တဲ့ဗီဒီယိုရိုက်ကျင်တဲ့ဆိုရင်ကိုယ့်ဖုန်းနဲ့ပြပြပေါ့နော်အဲ့ဒါကျွန်တော်တို့ကမတားပါဘူးဒါပေမဲ့ကိုလက်ပုံရိုက်တဲ့ခါဗီဒီယိုရိုက်တဲ့ခါဘေးနာကလူတွေကိုအနောက်ရှက်မဖြစ်အောင်တော့အထူးသတိထားပြီးတော့နေပြီးကြပါလို့ဒီကနေပဲကျွန်တော်မေတ္တာရက်ခံချင်ပါတယ်ပြီးတော့ဒီမှာကျွန်တော်တစ်ခါတည်းကျင်ကားရှိတာတော့ restroom မှာဒီအနောက်ဘက်မှာရှိပါတယ်အကုန်လုံးမတိသေးတဲ့လူတွေရှိဘူးပေါ့နော် restroom မှာအနောက်ဘက်မှာရှိတယ်ခုအပြင်ဘက်မှာကိုရှိတာပြီးတော့ဒီနေ့မှာကျွန်တော်တို့ဒီပွဲမစခင်ပေါ့နော်တချို့ဖုန်းအိမ်သားတွေမှာ restroom တွေမှာကျွန်တော်ဖုန်းပြောက်တာရှိတယ်အဲဒါကြောင့်တွေ့ခဲ့တဲ့လူရှိရင် lost and found phone ဖြစ်ဖြစ်ပေါ့နော်ဘယ်ဟာဖြစ်ဖြစ် lost and found တခုခုပြောက်တာတွေ့တာရှိရင်ကျွန်တော်တို့ဒီဘက်ကရှိကခေါင်းဆောင်တွေစီမှာလာပြီးတော့ဘာလို့ report လုပ်လို့ရပါတယ်လို့ဟုတ်ကဲ့အခုနောက်ဆုံးအနေနဲ့ကျွန်တော်တို့ထပ်ပြီးတော့ထပ်လောက်ပြောချင်တာပေါ့နော်ကျွန်တော်တို့အခုမိမိတို့ရဲ့ရွာမိသားစုများနဲ့ခွဲခွာပြီးတော့ဒီနေရာမှာမိသားစုအတွက်ကျွန်တော်တို့ကာယဉာဏစွမ်းရှိသမျှအလုပ်လုပ်နေရင်ပေါ့အဝေးမှာအမိအိမ်ကိုလွန်စနေတဲ့ကျွန်တော်တို့အားလုံးအလွမ်းပြေစစီရနဲ့ရိုးရာရင်ရှိမှုကိုထိန်းသိမ်းနိုင်မှု
ကျွန်တော်တို့ဒီနေ့ Chin Cultural Festival ချင်းရွရောက်ပွဲတော်ကိုပါဝင်စို့ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြပါစို့လို့ပြောချင်ရင်ကျွန်တော်မြေကုန်းဆောက်ပါတယ်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါအခုလိုကျေးဇူးတင်စကားနဲ့မှတ်သားဆရာများကိုပြောကြားပေးတဲ့ကိုရောထံပွေအားအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်စီစဉ်မစတင်ခင်ပါဘောလေနော် local artist 3ယောက်ဒီအရှိမလာထိုင်ပေးလို့ရမလားဘောလေနော် local artist 3ယောက်ကိုညံလင်းဟုံးရဲ့မိုင်လေးရဲ့ slide စင်မင်းကျော်ရဲ့ဒီရှိမနေရာယူပေးကြဖို့မြတ်တာရခံချင်ပါတယ် Okay, time to meet the new team. Let's welcome Puvon Van Thong Lian, Chairman of the Election Committee, to introduce 2025 to 2026 Executive Committee. အခုဆက်လက်ပြီးတော့ CCFS ရဲ့2025နဲ့2026က EC member အသစ်တွေကိုမိတ်ဆက်ပေးမဲ့အစီအစဉ်ဖြစ်တဲ့အတွက်ဘူဗန်ဖောင်းလျံကိုလိစာစွာပေးချအပ်ပါတယ်ရှင် အားလုံးပဲမင်္ဂလာပါဒီလေးလိုချင်းကြီးပေါ့နော်ကျွန်တော်တို့ချင်း community မိသားစုတွေ2025-26ဆက်လီဦးဆောင်မဲ့ committee အသင်းဝင်ညာဦးကြီးintroduce မိတ်ဆက်ပေးခွင့်ရတဲ့အတွက်ဂုဏ်ယူမိတယ်ကြခင်တဲ့ကြီးဆိုလည်းရှင်းမမိတယ် I'm glad to stand here in front of you to introduce the new leadership team leadership committee will continue to lead us or help us in our community in 2025-2026. And we had traditionally it's been like almost 30 years since we started a community, and we had representatives from individual fellowship contributing 2 or 3 representatives, and which made up the leadership team here, and mainly to sort of organize this kind of event and a few other events like in May we usually have a football match we call championship, right? And mainly I think the time is like 1 year, so we usually have change in each 1 year, and mainly the objective of our community really is to get to know each other while we are here in Singapore, and also to share when our joyous occasion and to remember each other, to help each other as much as we could when we in contact in time of need, and also as a responsible community to contribute our host country Singapore as much we could. We are here to work in the country. So before I introduce the new team, please let me sort of give thanks, a word of thanks, or let's show our appreciation to the existing leadership team, whose last day is today, actually. Purao Thong and all the committee members, please stand from your place. You good? Okay. Okay. Well, okay, you see, we can't see much. Okay, all stand, please. The existing committee members. Okay, let's give a big applause. Thank you very much. And for the new leadership team, we have representative 27 representatives from 13 plus community. So please let me get help from my colleague Puya to introduce the new team member. And also well this time, I think let me bring Dr. Chu to have encouragement onwards. Hello, ma'am. အခုကျွန်တော်တို့2025-26 CCFS leader များကိုကျွန်တော်ဒီမှာအခြေခံမှာဖြစ်ပါတယ် Now I would like to announce the leader for 2025-2026 CCFS leader. Oh, okay. Here you can see behind the projector. ကျွန်တော်တို့2025-2026 CCFS Executive Committee ဒီ OB အနေနဲ့ Chairman နေရာမှာဆိုရင်ကျွန်တော်တို့ Slide Relian FCF ကဖြစ်ပါတယ်ပြီးတော့
Vice Chairman အနေနဲ့ဆိုရင်ဘာသာကိုရမီဇို MCF ကဖြစ်ပါတယ်ပြီးတော့ Secretary အနေနဲ့ဆိုရင်ပူချေလျမန် LCF ကဖြစ်ပါတယ် Assistant Secretary ကတော့ My Issue အရှူကဖြစ်ပါတယ်အရှူရှိကဖြစ်ပါတယ် Treasurer အနေနဲ့ My Kim San Lun ရှိရင်မိသားစုကဖြစ်ပါတယ် Joint Treasurer အနေနဲ့ My Benedict Key Oil မင်းတက်ကဖြစ်ပါတယ် Auditor 2025-26 Auditor အနေနဲ့ပူရောထောင်းဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့နောက်ထပ် Auditor တယောက် Oil ကွေးAuditor ဖြစ်ပါတယ်CYOS ဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီကျွန်တော်တို့ထပ်ပြီးတော့ EC member များထပ်ပြီးတော့ကြီးညာပြီးမှာဖြစ်ပါတယ်ပထမဦးစွာဒီမှာကျွန်တော်တို့Praise and Worship team မှာကျွန်တော်တို့ leader စလိုက်ဒင်ရမ်ဒင်လျန်ဖြစ်ပါတယ် Praise and Worship team မှာကျွန်တော်တို့assistant leader ပူဆန်ခန်းစီဝဲစားဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ media IT and media team မှာ leader ကတော့ပူရောလက်ခုမှာ MCF ကဖြစ်ပါတယ်ပြီးတော့ IT and media team assistant leader စလိုက်ဗန်ချယ်ပင်း at LCF ကဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ sport and game အတွက်2025-26 leader ကတော့ပေါင်မွန်းခိုင်ဂျင်နွားရဖြစ်ပါတယ် assistant leader for sport and game 2025-26 ကတော့ Island 2 KCF ကဖြစ်ပါတယ်ပြီးတော့ကျွန်တော်နောက်ထပ် EC member များကိုထပ်ပြီးတော့ချိန်ရ continue ချိန်ရလုပ်ပြပါမယ်ပူမိုက်ကယ်မွန်ဟေး FCF ကဖြစ်ပါတယ်ပြီးတော့ပူရမ်ငိုင်း FCF ကဖြစ်ပါတယ်ရိုဆန်ဇော်လီ MCF ကဖြစ်ပါတယ်ခေါင်ခွန်မွန်စီကဖြစ်ပါတယ်ပြီးတော့မာမန် TCF ကဖြစ်ပါတယ်ချီလီဆန် MCF ခေါနင်းနို TCF ကဖြစ်ပါတယ်ပြီးတော့ချီလီဆန် MCF ဖြစ်ပါတယ်အိုစရာဝင်း KCF ကဖြစ်ပါတယ်ပြီးတော့မေရီလင်းမင်းတက်က My Blue Mana KYOS ဖြစ်ပါတယ်ပြီးတော့ပူဆိုင်မှု MEC ကဖြစ်ပါတယ်ဒီမနူချင်နွိုင်းကဖြစ်ပါတယ်ဒီဟာကျွန်တော်တို့လေးရှိရရှိထားတဲ့ကျွန်တော်2025-26 အတွက် EC member တွေဖြစ်ပါတယ်ပြီးတော့နောက်ထပ်ကျွန်တော်တို့မှာ Patron 8 ယောက်ရှိပါတယ် advisor Patron မှာကျွန်တော်ပထမဦးစွာ Dr. Chu Manalin COS ဖြစ်ပါတယ်ပြီးတော့ Dr. Thang Kim Piang GBM မှာဖြစ်ပါတယ်ဦးမိုက်ကယ်ပေါခန်းထောင် GBM မှာဖြစ်ပါတယ် Reverend Esther Chin Elim ဖြစ်ပါတယ်ပြီးတော့ Sia Kim Pao FGA ဖြစ်တယ် Sia Kim Pu HIC ဖြစ်ပါတယ်ပြီးတော့ Sia မတဲ့ဒီ FGA ဖြစ်ပါတယ်ပြီးတော့ Slide Van Thong Lian FCF ကဒီရှိရောက်ကကျွန်တော်2025-26 Patron ဒီပေါ့နော်โอเคအခုလို့ကျေးဇူးတင်ပါတယ်ပန်းချန်တဲ့ပန်းပေါင်းဆောင်တယ်လို့ဆောင်တယ်နော်အားရစရာမကောင်းဘူးလားအားလုံးကျူဆူတဲ့အနေနဲ့လက်ခုပ်အားရပါတီးလိုက်အောင်နော် Now I'd like to invite Dr. Chu for his encouragement, a short word. အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာပြည်သူပြည်သားများစင်ကာပူရောက်နေတဲ့သူတွေတစ်ကမ္ဘာလုံးမှာရှိတဲ့သူတွေကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားပြည်တွင်းရောအားလုံးတို့ကိုဘုရားသခင်ရဲ့နာမတော်မြတ်၌မင်္ဂလာပါလို့ကျွန်တော်တို့ရဲ့ Chin Cultural Festival ပွဲကိုကြော်ရလာကြချီးမြှင့်ကြပါဝင်ကြတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်လို့ရောက်တိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေစောစောက selected ဖြစ်တယ် chosen ဖြစ်တယ်ခေါင်းဆောင်တွေကဥဆောင်ကြတဲ့အတွက်ပြီးသွားတဲ့ခေါင်းဆောင်တွေကိုလည်းကျေးဇူးတင်ပြီးတော့တခါလက်ခုပ်ပြရအောင်
အသိဒီကိုလည်းပဲကောင်းချီးပေးပြီးတော့လက်ခုပ်တီးပေးရအောင် Each and every leader must have a vision, a passion, and also endurance. ကောင်းဆောင်တယောက်စီတိုင်းတို့ဒီကောင်းဆောင်များအတူတူကျွန်တော်တယောက်စီတိုင်းတို့ဒီကျွန်တော်တို့တိုင်းပြည်တွေကျွန်တော်ရောက်ရအရမှာကျွန်တော်လုပ်တဲ့နေရာမှာအိမ်တော်မိသားစုမှာတူးစီတိုင်းဟာဘုရားသခင်ပေးတဲ့တနေရာမှာတော့ကောင်းဆောင်ဖြစ်ကြမှာဖြစ်တယ်အဲ့ဒီခါမှာ we are to be faithful leaders servanthood leaders not only faithful but also fruitful တကယ်ပဲခိုင်ခန့်တဲ့ကောင်းဆောင်တူဖြစ်ဖို့ဆိုတာကတော့ဖြစ်ရင် you have to have vision ယူပါယုံကရှိရမယ် you are to have passion ကျွန်တော်ရဲ့ကရုဏာဂျေဇုတရားတွေနဲ့ပြည့်ဝတဲ့နှလုံးသားပိုင်ရှင်လည်းဖြစ်ရမယ်ပြီးတော့ endurance အဆုံးတိုင်အောင်ခက်ခဲမှုဘယ်လောက်ပဲရှိအိမ်တော်မိသားစုပဲဖြစ်အလုပ်သေးပါပဲဖြစ်အခက်ခဲဆိုတာရှိမယ်ကဘာတစ်ခုလုံးမှာပြဿနာတွေရှိတယ်ကျွန်တော် internal ရှိတယ် external ရှိတယ် we all can overcome by God's blessing အယောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ thank you